မိုင်ဆုံးခါနနာလိုမျိုးမလာဟင်းအရန်ကြိုက်တဲ့လူရှိလားရှိတယ်ဆိုရင်တော့ဒီဗီဒီယိုလေးကိုဆုံးအောင်ကြည့်တော့ဖို့မမေ့နဲ့နော်မလာနဲ့လေးကိုချက်ပြီးတော့ရေခဲတစ်တာလေးထဲမှာထည့်ထားမယ်ဆိုရင်အကြာကြီးခံနေနော်ဒါကြောင့်မလို့တငယ်ချင်းတို့လည်းလှုပ်ရှားကြည့်ဖို့မမေ့နဲ့နော်ချက်ရတာလွယ်ကူပြီးတော့ပါဝင်တဲ့ပစ္စည်းတွေကလည်းရိုးရိုးရှင်းရှင်းလေးတွေပဲဆိုတော့လှုပ်ရှားရတာလည်းအဆင်ပြေတယ်ပေါ့နော်အရင်အဆုံးနနာကစက်တွန်ဖြူရဲ့စက်တွန်နီရဲ့ဂျင်းလေးကိုကြိတ်ပြီးတော့အရင်ဆုံးစီတက်လိုက်တယ်ပေါ့နော်အယောင်လေးလာဖို့အတွက်လည်းအယောင်တင်လေးကိုထည့်လိုက်ပါတယ်ပြီးရင်တော့ပဲငပိလေးကိုတဆွန်းစာလေးထည့်လိုက်တယ်ပေါ့နော်ဒါလေးကတော့မလာအမုံပါဒါလေးကိုအရင်တစ်ခေါက်ကနနာကဆက်ထားပြီးပြီဆိုတော့တဝက်လောက်ကျန်တဲ့အတွက်ကြောင့်မလို့ထည့်လိုက်ပါမယ်နော်မီးတွေအရင်မပြင်းဖို့တော့ယူဆိုင်ပါနော်စက်တွန်နီတွေပဲငပိတွေလည်းအရင်ခဏပြီဆိုရင်တော့ဒါကတော့ပါဝင်တဲ့ပစ္စည်း6ကုန်းမုံရဲ့ပါကုန်းမုံရဲ့5မျိုးဆက်မုံရဲ့ကိုထည့်လိုက်ပါမယ်နော်နာကအရတာပြင်းပြင်းကြီးမဖြစ်အောင်လို့ဒီပါဝင်ပစ္စည်းလေးတွေကိုနည်းနည်းလေးချော့ထားပါတယ်နော်ဒီထက်မွေးတာကြိုက်တယ်ဆိုရင်တော့ပို့ထည့်လို့ရပါတယ်အစာပလာတွေအကုန်လုံးထည့်ပြီးတွားပြီးဆိုရင်တော့ပဲငပိမှာပါတဲ့အရည်တွေ6တဲ့ထိတော့ကြော်ထားပေးရပါမယ်နော်ပြီးရင်တော့စားလေးနည်းနည်းရဲ့ဟင်းချိုမုံလေးနည်းနည်းရဲ့ထည့်လိုက်ပါမယ်ပြီးရင်တော့နောက်ဆုံးမှာမန်းလေးကိုထည့်လိုက်ပါမယ်နော်အနစ်လေးတာရှိခံထားလို့ရအောင်နာကစီကိုနည်းနည်းထည့်ထားပါတယ်နော်ဒီလိုနေထားလေးရောက်ပြီဆိုရင်တော့ဒါရပါပြီနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်ဘိုင်ဘိုင်